ကျွန်တော်တို့လူသားတွေဟာအမောင်တို့ကိုဘာကြောင့်ကြောက်ကြတာလဲသင်ရောစဉ်းစားဘူးလားတကယ်တော့ကျွန်တော်တို့ကြောက်တာအမောင်တို့ကိုမဟုတ်ပါဘူးအဲ့ဒီအမောင်တို့ထဲမှာကျွန်တော်တို့နဲ့အတူရှိနေနိုင်တဲ့အရာတစ်ခုခုကိုကြောက်ကြတာပါပုံမြင်တွေထဲမှာတော့ပြောချတယ်ညင်းတကောင်ကြော်လို့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်ခွေးအောင်တန်တွေတော့မကြားရတော့တဲ့အချိန်မျိုးမှာတယောက်ယောက်ကမင်းရဲ့နာမည်ကိုလှမ်းခေါ်တတ်တယ်တဲ့အဲ့ဒီအတန်ဟာမင်းနဲ့အရင်နှီးဆုံးသူရဲ့အတန်လည်းဖြစ်နိုင်တယ်လို့လုံးဝမကြားဘူးတဲ့အတန်လည်းဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတစ်ခုတတိထားရမှာကအဲ့ဒီအတန်ဟာအိမ်အပြင်ဘက်ကလာတာလားဒါမှမဟုတ်မင်းရဲ့အိတ်ခမ်းတကားဝါကလာတာလားဆိုတာခွဲခြားဖို့ခက်ခဲနေတာပါပဲလူကြီးတွေကမှားတတ်ကြတယ်ခေါ်တန်ကြားရင်မတိုးပါနဲ့တဲ့ဘာလို့လဲဆိုတော့အဲ့ဒီအတန်ပန်ရှင်ဟာလူမဟုတ်လို့ပါပဲတဲ့သူတို့ဟာမင်းရဲ့အာယုံကိုဖမ်းဆားဖို့အတွက်မင်းအယုံကြည်ရဆုံးလူရဲ့အတန်ကိုအတုခိုးပြီးခေါ်နေတာပါအကယ်၍များမင်းကသတိလက်လွတ်နဲ့ပြားလို့ထူလိုက်မိရင်ဒါမှမဟုတ်ဘသူလဲလို့မေးလိုက်မိရင်အဲ့ဒီအချိန်ကစပြီးမင်းရဲ့ဝိညာဉ်တကားကိုသူတို့စီဖွင့်ပေးလိုက်တာနဲ့အထူးတူပါပဲအဲ့ဒီနောက်မှာတော့မင်းမြင်ရမယ့်အရာဟာဒီကဘာကအရာမျိုးမဟုတ်တော့ဘူးအခုဒီပေါ့ကတ်ကိုနားထောင်နေတဲ့မင်းရဲ့အနောက်မှာရောတယောက်ယောက်ရှိနေတယ်လို့ခံစားရလားတကားတွေရောတေချာပိတ်ထားရလားဒီညမင်းနာမည်ကိုတူတူလေးခေါ်တန်ကြားရင်တော့ဘယ်တော့မှလက်မကြည့်ပါနဲ့မင်္ဂလာပါကျွန်တော်ကွီးပါအခုဗီဒီယိုက The Queen Pocket Channel ရဲ့စတင်ခြင်းဖြစ်တာမို့ပရိသတ်တို့အတွက်လက်ဆောင်အနေနဲ့ညသကောင်မှမလုံးတဲ့အမောင်လောကရဲ့တားမြစ်ချက်၅မျိုးကိုဖော်ပြပေးလိုက်ပါရစေလူတွေကပြောလို့ရှိတယ်ညသကောင်12နာရီဆိုတာလူတွေအိပ်စက်ဖို့အချိန်ဒါပေမဲ့မမြင်ရတဲ့လောကသားတွေအတွက်တော့တကားပေါက်တွေပွင့်လာတဲ့အချိန်ပေါ့ဒီနေ့မှာတော့ရှေးလူကြီးတွေရောဂမ်ဘီယာဆရာကြီးတွေပါတညီတညွတ်တဲ့သတိပေးထားတယ်ညသကောင်မှလုံးဝမလုပ်တဲ့အချက်၅ချက်အကြောင်းကိုပြောပြပေးသွားမှာပါဒီအချက်တွေကိုဘာလို့မလုပ်သင့်တာလဲလုံးမိရင်ဘလို့အကျိုးဆက်တွေခံစားရမလဲဆိုတာတခြားရှင်းပြပေးပါမယ်နံပါတ်1မှန်ရှိမှစပင်းမဖီးပါနဲ့ညတကောင်12နာရီတီးတီမှာမှန်ရှိမှရက်ပြီးစပင်းမဖီးပါနဲ့အယူအဆတွေအရမှန်ဆိုတာတခြားကဘာတစ်ခုကိုကူးသွားနိုင်တဲ့တကားပေါက်တစ်ခုပါပဲတင်စပင်းဖီးနေတော့မှန်တွေကတင်းရဲ့ရောင်ပြန်ပုံရိပ်ကတင့်ထက်အရင်စလို့ရှားလာတာကိုမြင်လိုက်ရရင်ဘာဖြစ်မလဲအောက်လန်းနီးအရာဆိုရင်အဲ့ဒီအချိန်မှာမှန်တွေကနေတင်းစီကိုဝိညာဉ်လဲလှယ်ဖို့ကြိုးစားနေတာပါအဲ့ဒီအချိန်မှာတင်းနောက်ကြောကနေတယောက်ယောက်ကငုံကြည့်နေတယ်လို့ခံစားရရင်လုံးဝလက်မကြည့်ပါနဲ့လက်ကြည့်လိုက်တာနဲ့တင်းရဲ့နေရာကိုမှန်တွေကအရှာကလူယူသွားနိုင်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်စီပေးပို့ထားတဲ့ဖြစ်ရက်လေးတစ်ခုရှိပါတယ်ဒီဖြစ်ရက်ကတော့ရန်ကုန်ကပြည်သက်တယောက်ဖြစ်တဲ့မတ်တီရီကပေးပို့ထားတာပါမတ်တီရီဆိုတာကတော့အမည်လွဲတစ်ခုပါပဲလွန်ခဲ့တဲ့2နှစ်လောက်ကပေါ့မတ်တီရီကအလောက်ကပြန်လာတာနောက်ကျတော့ည7:00နာရီထိုးကန်ဒီမှာရေချိုးပြီးမန်နဂုံရှိမှထိုင်မိတယ်အဲ့ဒီနေ့ကထူးထူးခြားခြားတအိမ်လုံးမှာသူတယောက်တည်းရှိနေတာပါ7:00နာရီဝန်းကျင်ဆိုတော့ပတ်ဝန်းကျင်ကလည်းအရန်တိတ်ဆိတ်နေပြီမတ်တီရီကသူ့ရဲ့စပင်းအရှိကြီးကိုမှန်ထဲမှာကြည့်ပြီးအေးစစ်စစ်ဖီးနေတာပေါ့9မိနစ်လောက်ကြာတဲ့အခါမှန်တွေကသူ့ပုံရိပ်ကိုသူကြည့်နေရင်တခုခုဒူးဆန်းနေတယ်လို့ခံစားရတယ်။ဘာလဲဆိုတော့သူကဘယ်ဘက်ကိုခေါင်းဆောက်လိုက်ရင်မှန်တွေကပုံရိပ်ကတစ်စက္ကန့်လောက်နောက်ကျပြီးမှလိုက်ဆောင်တာပါ။အစကတော့သူကအမြင်မှားနေတယ်လို့ပဲထင်ခဲ့တယ်။ဒါပေမဲ့သူ့စပင်ကိုအောက်ကိုငုံပြီးဖိလိုက်တဲ့အချိန်မှာတကူလုံးရေခဲရိုက်ထားသလိုအေးဆက်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူကခေါင်းငုံထားပေမဲ့မှန်တွေကပုံရိပ်ကတော့ခေါင်းမငုံပဲမှန်တွေကနေသူ့ကိုစိုက်ကြည့်ပြီးပြုံးပြနေလို့ပါပဲအဲ့ဒီအပြုံးကလူအပြုံးမျိုးမဟုတ်ပဲပါဇက်ကနရွက်အထိတက်ချိတ်သွားတဲ့အပြုံးမျိုးတဲ့မတိရီလည်းအရန်ကြောက်သွားပြီးမှန်ရှိကနေထပြေးဖို့လှုပ်တဲ့အချိန်မှာမှန်တွေကပုံရိပ်ကလက်လန်းပြီးသူ့စပင်တွေကိုအတင်းဆွဲထားသလိုခံစားခဲ့ရတယ်တဲ့အပြင်မှာလည်းသူ့စပင်တွေကတစုံတစ်ယောက်ကဆွဲထားသလိုနောက်ကိုလမ်းထွက်သွားတာပါသူအတင်းယုံပြီးဖျားစာရွတ်တော့မှလက်ကလွတ်သွားသလိုခံစားရပြီးအခန်းပြင်ကိုပြေးထွက်ခဲ့တာပေါ့နောက်နေ့ကျတော့မတ်တီရီရဲ့ဥယျာဉ်ပြားမှာလက်ငါးချောင်းရကြီးညိုမဲဆွဲနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်ဒါကြောင့်ကွီးပြောချင်တာကညတကောင်မှာမှန်ကြည့်တာဟာ
ကွီးတို့မသိတဲ့အခြားလောကသားတွေနဲ့ဆက်သွယ်ဖို့တကားဖွင့်ပေးလိုက်တယ်လို့ပါပဲနံပါတ်1အသားစိမ်းငါးစိမ်းတွေကိုအပြင်မှာမထားပါနဲ့ညဘက်မှာအသားစိမ်းတွေကိုအလုံးပိတ်မထားပဲအပြင်မှာမေ့ပြီးမထားခဲ့ပါနဲ့ဒါကလူကြီးတွေပြောနေကြပုတ်ဆက်ဆက်အနံ့ကိုခံစားနိုင်တဲ့မကောင်းဆိုးရောက်ကိုဖိတ်ခေါ်လိုက်တယ်လို့ပါပဲအထူးသဖြင့်ကိုဝင်ဆောင်တွေရှိတဲ့အိမ်ကလေးငယ်တွေရှိတဲ့အိမ်တွေမှာဒီအနံ့ကတစေတွေကိုတည်းမကပဲအောက်လန်းဆရာတွေမွေးထားတဲ့ပရာလောကသားတွေကိုပါတင့်အိမ်ထဲကိုလမ်းပြခေါ်ဆောင်လာတယ်လို့ဖြစ်တတ်လို့ပါဒီဖြစ်ရက်ကတော့နေမျိုးလေးတစ်မျိုးမှနေတဲ့ကိုကျော်ဆိုတဲ့အမျိုးသားတယောက်ကြုံခဲ့တာပါကိုကျော်ကအချက်ပြုတ်ဝါသနာပါသူဆိုတော့တညမှာနောက်နေ့မနက်အာယုံစွန်းအတွက်အမဲသားတွေကိုကြိုတင်ပြင်ဆင်နေတာပေါ့ည7:00 နာရီခွဲလောက်မှာအမဲသားတွေကိုရေးဆေးပြီးစလုံးထဲထည့်လိုက်တယ်ပြီးတော့မိဖို့ချောင်စပွဲပေါ်မှာတင်ထားခဲ့တယ်ခဏနေမှာရေခဲတက်တာတဲ့ထဲမယ်ဆိုပြီးအေကန်းမှာခိတ္တခဏအိပ်ပျော်သွားခဲ့တာညသကောင်ကြော်သွားတယ်12 နာရီခွဲလောက်မှာကိုကျော်ပြန်နိုးလာတော့မိဖို့ချောင်ဘက်ကနေအတန်တွေကိုကြားရတယ်တယောက်ကအသားစိမ်းတွေကိုခွေးတစ်ကောင်လိုမျိုးကုန်းကိုက်နေတဲ့အတန်ပေါ့ကိုကျော်လည်းတကိုးဝင်နေအထင်နဲ့ဒုတ်ချောင်းကင်ပြီးမိဖို့ချောင်ဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်မိဖို့ချောင်တကားဝါကနေချောင်းကြည့်လိုက်တဲ့အချိန်မှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကိုယ်လုံးတောင့်တင်းသွားခဲ့ရတယ်စပွဲပေါ်မှာတင်ထားတဲ့အမဲသားစလုံးပေးမှာအရက်ကအရမ်းရှိပြီးကိုလုံးကပိန်ချောင်နေတဲ့လူတယောက်လိုအရာကြီးကကုန်းနေတာပါအသားကအရမ်းဖြူဖြောနေပြီးသူ့ရဲ့လက်သေးတွေကအရှည်ကြီးတွေတဲ့အဲ့ဒီအရာကြီးကဇလုံးလေးကအမဲသားစိမ်းတွေကိုလက်နဲ့ကောက်ယူပြီးတမြုံမြုံဝါးစားနေတာပါကိုကျော်လဲကြောက်လန့်တကြားနဲ့ဒုံးနဲ့စပွဲကိုရိုက်လိုက်တဲ့အချိန်မှာအဲ့ဒီအရာကြီးကဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်သူ့မှာမျက်လုံးမပါပဲမျက်တွင်းဟောင်းလုံးကြီးနဲ့ပါးစပ်ကတော့အသားစိမ်းတွေကြောင့်သွေးတွေရွှဲနေတာပေါ့အဲ့ဒီအရာကြီးကကိုကျော်ကိုကြည့်ပြီးရီးနေတယ်ပြီးတော့လေထဲကိုတမဟုတ်ချင်းပျောက်ကွယ်သွားခဲ့တယ်နောက်နေ့မနက်မှာကြည့်လိုက်တော့ဇလုံးထဲကအသားစိမ်းတွေကတစားစီပြန့်ကျဲနေပြီးပုတ်ဆက်ဆက်အနံ့ကြီးကတအိမ်လုံးကိုဆွဲချန့်နေခဲ့တာ9 ရက်လောက်ကြာတဲ့အထိအဲ့ဒီအနံ့ကမပျောက်ဘူးလို့ကိုကျော်ကပြောပြပါတယ်ဒါကြောင့်ကွီးတို့လည်းညဘက်မှာအသားစိမ်းတွေကိုအလုံးပိတ်မထားပဲအပြင်မှာလုံးဝမထားခဲ့ပါနဲ့သူတို့ကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်နံပါတ်3ညဘက်ဝီစီမမုတ်ပါနဲ့တိတ်ဆိတ်နေတဲ့ညတကောင်မှာဝီစီမမုတ်တင်ပါဘူးဝီစီမုတ်တဲ့အတန်ကပရာလောကသားတွေအတွက်တော့ခေါ်တန်တစ်ခုပါသူတို့ကတင်ဝီစီမုတ်တာကိုသူတို့ကိုဆက်သွယ်ခြင်းတယ်လို့ထင်တတ်ကြပါတယ်တခါတလေတင်ဝီစီမုတ်ပြီးတဲ့နောက်အိမ်အပြင်ဘက်ကဖြစ်ဖြစ်တင်နားထဲမှာပဲဖြစ်ဖြစ်နောက်တဲ့ဝီစီတန်တစ်ခုပြန်ကြားလိုက်ရရင်တော့သူတို့တင်းစီကိုရောက်နေပြီဆိုတာသိလိုက်ပါတော့ဒီအချက်နဲ့ပတ်သက်ပြီးတော့ကွီးစီကိုပေးပို့ထားတဲ့အကြောင်းအရာမျိုးမရှိတဲ့အပြင်ကွီးမှလည်းပြောပြဖို့အတွေ့အကြုံမရှိတော့မို့ဒီအချက်ကိုတော့ကြောလိုက်ပြစေနံပါတ်4ကိုနာမည်ခေါ်တန်ကြားရင်ချက်ချင်းမထူးပါနဲ့ညဘက်လမ်းလျှောက်နေရင်ဖြစ်ဖြစ်အိမ်ထဲမှာပဲဖြစ်ဖြစ်ကိုနာမည်ကိုကတ်တက်တက်ခေါ်တန်ကြားရင်ချက်ချင်းလက်မချီပါနဲ့မထူးပါနဲ့အဲ့ဒီအတန်ကလူအတန်မဟုတ်ပဲတင့်ရဲ့ဝိညာဉ်ကိုလှည့်စားပြီးဖန်ဆားခြင်းနဲ့အရာတစ်ခုခုရဲ့အတန်ဖြစ်နေနိုင်ပါတယ်တခါတလေအဲ့ဒီအတန်ကတင့်ရဲ့အရင်းနှီးဆုံးလူဥပမာတင့်အမေတင့်ဇနီးရဲ့အတန်မျိုးနဲ့တော့တူနေတတ်ပါတယ်ဒါပေမဲ့တေချာစဉ်းစားပါဒီအချိန်မှာသူတို့ကတင့်နာမည်ကိုဘာလို့လမ်းခေါ်ရမှာလဲဒါကတော့တကယ်ကိုသတိထားရမယ့်ဖြစ်ရပါမန်းလေးကအမိလွှဲပြီးပေးပို့ထားတယ်မတ်စုဆိုတဲ့မိန်းကလေးတယောက်ကြုံခဲ့ရတာတညမှာသူကအိမ်အောက်ထပ်မှာစဖတ်နေတော့အပေါ်တက်ကနေသူ့အမေကစုစုခဏလာပါအောင်လို့လှမ်းခေါ်တဲ့အတန်ကြားရတယ်အတန်ကသူ့အမေတန်အစ်စ်ပဲတဲ့မတ်စုလည်းစာအုပ်ချပြီးအပေါ်တက်ကိုတက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူ့အိမ်ရှိတကားဝါကနေသူ့အမေကအပြင်ကနေဈေးချောင်းကြီးကင်ပြီးအိမ်ထဲဝင်လာတာကိုမြင်လိုက်ရတယ်မတ်စုတကူလုံးကြက်သိန်းတွေထသွားတာပေါ့အဲ့ဒါနဲ့သူ့အမေကိုအမေအခုမှအိမ်ထဲကိုဝင်လာတာလားလို့မေးတော့သူ့အမေကအေးလေအခုမှပြန်ရောက်တာလို့ပြန်ဖြေတယ်အဲ့ဒီအချိန်မှာပဲအပေါ်ရက်ကနေစုစုဘာလို့မလာသေးတာလဲဆိုတဲ့ခေါ်တန်ကြီးထက်ထွက်လာတယ်အဲ့ဒီအတန်ကပထမတစ်ချိန်ခေါ်တဲ့အတန်တက်ပို့ပြီးမှောင်မိုက်သွားတယ်လို့ပဲမဆူတို့တာအမိနှစ်ယောက်လုံးကြောက်လန့်တကြားနဲ့ဖျားစာရွတ်တော့မှအပေါ်ရက်ကနေတခုခုပြုတ်ချလိုက်ရတဲ့အတန်ကြီးကြားလိုက်ရပြီးငြိမ်သက်သွားတယ်လို့ဆိုပါတယ်ဒါကြောင့်ကွီးတို့လည်းညဘက်မှာ
ဘလောက်ပဲရင်းနှီးတဲ့အတန်ဖြစ်ဖြစ်အခေါ်ခံရရင်ချက်ချင်းမထူးပါနဲ့ဩနံပါတ်5အလောင်းရှိတဲ့အိမ်မှာအမွေးနှက်တာမသုံးပါနဲ့နောက်ဆုံးအချက်ဒါကတော့ကြောက်စရာအကောင်းဆုံးပါပဲအိမ်မှာအလောင်းရှိနေချိန်ဒါမှမဟုတ်နာရေးရှိချိန်မှာအမွေးနှက်တာတွေရေမွေးတွေကိုပြင်းပြင်းထန်ထန်မသုံးပါနဲ့အောက်လန်းအယူအဆရအမွေးနှက်တာဆိုတာနတ်ဆိုးတွေရဲ့လမ်းပြပါပဲအလောင်းကမပုတ်သေးခင်မှာအမွေးနှက်တာသုံးလိုက်တာဟာတေဆုံးသွားသူရဲ့ဝိညာဉ်ကိုအလောင်းထဲပြန်ဝင်အောင်ဆွဲဆောင်ရရောက်တယ်လို့မဆိုင်တဲ့နတ်ဆိုးတွေကိုပါအလောင်းထဲဝင်ပူဖို့အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်ဒါကြောင့်အလောင်းကနိုးထလာတာမျိုးထထိုင်တာမျိုးတွေဟာဒီလိုအမွေးနှက်တာတွေကြောင့်ဖြစ်တတ်တယ်လို့အယူဆရှိကြပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးနာရေးအိမ်တစ်ခုမှာဖြစ်ခဲ့ပူတဲ့အကြောင်းလေးတစ်ခုကိုပြောပြချင်ပါတယ်ဒီဖြစ်စဉ်ကတော့ကြာခဲ့ပါပြီမန်းလေးမြို့နဲ့အရန်မဝေးလာတဲ့ရွာလေးမှာဖြစ်ခဲ့တာပါအဲ့ဒီအချိန်တုန်းကကွယ်ခုခေတ်လိုမျိုးအရန်ကြီးမတိုးတက်သေးတော့ရွာဘက်တွေမှာလျှက်စစ်မိရမရသေးပါဘူးအဲ့ဒီရွာမှာရှိတဲ့ကျောင်းတိုင်ဆရာတော်ကရွာဦးကျောင်းကနေဂျမ်မာမီးစက်ကြီးနှုတ်ပြီးမီးအလင်းပေးပါတယ်24နာရီအကန့်အသတ်မရှိပေးတာမျိုးတော့ဘယ်ဟုတ်ပါမလဲနေဝင်ပြီးတာနဲ့ည9နာရီကနေ10နာရီထိပဲပေါ့ပြီးတော့တအိမ်ကို2ပင်မီချောင်းတစ်ချောင်းစီပဲသုံးခွင့်ရတာပေါ့လစဉ်အလူငွေထောက်ပံ့ပေးနေတဲ့တချို့အိမ်တွေကိုတော့ရုပ်မြင့်သက်ကြားလို့ခေါ်တဲ့ TV ဖွင့်ကြည့်လို့ရပါတယ်ဒါလည်းမျက်နှာလိုက်တာမျိုးတော့မဟုတ်ပါဘူး TV ဆိုတာမျိုးကတရွာလုံးပေါင်းမှာဗီဒီယိုခွေထိုးပြစားတဲ့ယုံရဲ့လက်ပိုင်ရှင်အင်းပိုင်ရှင်လိုမျိုးပတ်စံရှိတဲ့သူတွေရဲ့အိမ်မှာပဲရှိတတ်တာကိုရွာမှာအတုပရှိပြီဆိုရင်တော့ဘက်ထရီအိုးကိုကလေးလေး2ခုညှပ်ပြီးသုံးရတဲ့ဘက်ထရီမီးချောင်းလေးတွေသုံးရတာပေါ့အရင်ခေတ်ကညဘက်တွေမှာမီးအလင်းရဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျရင်နံစီနဲ့မီးထွန်းဖို့ကလည်းရွာလူတွေအဖို့မလွယ်လာဘူးရင်နံစီရဖို့ကခက်တာ哦အကုံသွားတဲ့ဘက်ထရီအိုးတွေကိုကြတော့မနက်ဆိုရင်ရွာနဲ့4မိုင်လောက်ဝေးတဲ့နေရာမှာအားသွားသွင်းရတာပေါ့ကွယ်ဒါတိတ်တော့အပန်းမကြည့်ပါဘူးမနက်ဆိုမြို့မှာအလုပ်သွားလုပ်တဲ့သူတွေကိုထည့်ပေးလိုက်ရုံပါပဲတရက်ရွာမှာနာရေးဖြစ်ပါလေရောကွယ်လွန်သွားတဲ့သူကအဖွားကြီးတယောက်ပါအဲ့ဒီအဖွားကြီးကိုတော့ရွာထဲကကလေးတွေကတိတ်တော့ကြည့်မရကြပါဘူးသူတို့စောနေကြရင်အမျက်စုံငေါက်ပြီးမောင်းထုတ်နေကြဆိုတော့အဲ့ဒီအဖွားကြီးမရှိတော့တာပိုတော့ကြိုက်ကြပါသေးတယ်ဒါပေမဲ့နာရေးအိမ်ရှိကိုတော့ဖျက်လျှောက်သွားဖို့နေတတ်တာအဲ့အိမ်ဘက်ကိုတေးတောင်လှည့်မပေါက်ရဲကြပါဘူးအဲ့ဒီရွာရဲ့ဒလေးကနာရေးဖြစ်ရင်9ရက်ထားတယ်ညဆိုကာလာသားတွေရောက်လာကြပြီးဖဲရိုက်ကြတာပေါ့ဒီဘက်ခေတ်လို့အေးပေးဆက်ပါတဲ့အခေါင်းတွေလည်းမရှိတော့ရက်ကြလာလေအနံ့ထွက်လေပေါ့အခုတည်သွားတဲ့သူကအဖွားကြီးဆိုတော့တည်ပြီးတာ3ရက်ပဲရှိသေးတာ哦အနံ့ကထွက်ချင်နေပါပြီအဲ့ဒါနဲ့ညစောင်းနေသူတွေကအလောင်းရဲ့ဘေးမှာအမွှေးတိုင်းတွေထုံးတာပေါ့အမွှေးတိုင်းကကြတော့ခါတိုင်းလဲထုံးနေကြပါပဲပူစော်တဲ့သဘောမျိုးပေါ့ဒါပေမဲ့ဒီတစ်ခါမှကြတော့အနံ့အရန်ပြင်းပြီးအရန်မွေးတဲ့အမွှေးတိုင်းတွေထုံးကြပါလေရောအမွှေးတိုင်းကထွက်တဲ့အမွှေးတိုင်းကအရန်ပြင်းတော့မသားစီရရတဲ့အပုံနှံကိုဖုံးလွှမ်းသွားသလိုဖြစ်တာပေါ့ဒါပေမဲ့အနံ့ခံအာယုံဆူရှားတဲ့သူတွေရဲ့နှာခေါင်းထဲမှာတော့မသားနှံ့နဲ့လုံးပြီးထွက်လာတဲ့အနံ့ကိုသိကြတယ်အနံ့ဟာကွယ်ဘယ်လိုပြောရမလဲအနံ့ဆိုတာပါးစပ်နဲ့ရှင်းပြဖို့မလွယ်တဲ့အတွက်လက်တွေ့သိချင်တယ်ဆိုရင်အိမ်မှာရှိတဲ့အသားစိမ်းကိုပုတ်အောင်ထားလိုက်ပုတ်ပွားလာတဲ့အချိန်ရောက်ရင်ရေမွေးစုပြီးရှူကြည့်လိုက်အဲ့လိုမျိုးဘာမှမသိတဲ့အနံ့မျိုးကြီးရလိမ့်မယ်နာရေးဆောင်ပြီးဖဲရိုက်နေကြတဲ့ကာလာသားတွေကတော့အနံ့ထွက်တဲ့ကိစ္စကိုအာယုံပဲရှိပါမလဲအဲ့ဒီထဲဟာအလောင်းဘက်ကိုမျက်နှာမူပြီးထိုင်နေတဲ့လူတစ်ယောက်ကဘာဖြစ်လို့မှမသိချက်ချင်းပဲထထွက်သွားတော့ကျန်တဲ့သူတွေကအကြိုက်တွေ့သွားတာပေါ့ဘာလို့လဲဆိုတော့သူ့အိမ်ကဖဲအရန်ကောင်းနေတာ哦အဲ့ဒါနဲ့ဘေးမှာကိုယ်တိုင်ဖဲဝင်မရိုက်ပဲဘေးကနေလိုက်ထိုးနေတဲ့သူကထွက်သွားတဲ့လူရဲ့အိမ်မှာဝင်ထိုင်လိုက်တယ်ကွီးထဲမှာဖဲရိုက်တဲ့အကြောင်းလေးမသိတဲ့ကလေးတွေလည်းပါတယ်ဆိုတော့နည်းနည်းလေးရှင်းပြပါမယ်ဖဲဝိုင်းတဝိုင်းကိုလူ9ယောက်ရိုက်ရပါတယ်အဲ့ဒါကိုတဝိုင်းမှာ9အိမ်ရှိတယ်လို့ခေါ်တာပေါ့9အိမ်ပြည့်နေရင်မပါရတဲ့လူကဘေးကနေသူ့ပါးစပ်နဲ့လိုက်ထိုးလို့ရပါတယ်အဲ့ဒါကိုဘေးထိုးလို့လည်းခေါ်ပါတယ်အဲ့ဒါနဲ့နောက်ဝင်လာတဲ့လူကဖဲဝင်ရိုက်နေရင်အလောင်းပေါ်မှာအုပ်ထားတဲ့ဆောင်ကြီးက
တစ်ချက်လှုပ်သွားတာသတိထားမိလိုက်တယ်ဒါပေမဲ့ကြွတ်တိုးတာတို့လေးတိုက်တာတို့ပဲထင်နေပြီးဖဲဆက်ရိုက်ကြတာပေါ့နောက်ထပ်အလောင်းစီကနေတရှူးရှူးနဲ့အတန်တွေကြားနေရတယ်လို့မျိုးရှိတာနဲ့လှမ်းကြည့်လိုက်ပြန်ပါတယ်အဲ့ဒီလူကကြောက်တော့ကြောက်နေပါပြီဒါပေမဲ့ तू ကဖဲပဲဆက်ရိုက်နေတယ်သူဝင်ထိုင်တဲ့အိမ်ကလည်းကောင်းနေလို့လည်းပါတာပေါ့အဲ့ဒီလူလည်းဖဲလေးရိုက်လိုက်အလောင်းကိုလှမ်းကြည့်လိုက်လုံနေရင်လန့်ပြီးထထွက်ပြေးသွားတော့ကြံတဲ့သူတွေလည်းဒီကောင်ဘာများဖြစ်သွားတာလဲပေါ့အဲ့ဒီအချိန်အလောင်းဘက်ကိုလက်ကြည့်လိုက်ကြတော့အလောင်းကြီးကငုတ်တုတ်ထိုင်နေပါလေရောအဲ့ဒါနဲ့အကုန်အော်ပြီးထွက်ပြေးကြတာပေါ့ခဏနေတော့ရွာမှာရှိတဲ့ရှင်းမီနောက်မီဘိန်းတော်ဆရာကြီးတယောက်ကိုခေါ်လာခဲ့ကြတယ်အဲ့ဒီဆရာကြီးချက်ချင်းပဲအလောင်းဘေးမှာရှိတဲ့အမွှေးတံတွေကိုချိုးပြီးလွှင့်ပစ်လိုက်တော့မှအလောင်းကြီးလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်တဲ့အဲ့ဒီဆရာကြီးပြောပြတာကတော့အရန်ပြင်းတဲ့အမွှေးနှံတွေကဝိညာဉ်ကိုဆွဲဆောင်တယ်လို့ဖြစ်ပြီးအလောင်းထဲပြန်ဝင်ဖို့ဒါမှမဟုတ်တခြားနတ်ဆိုးတွေဝင်ပူဖို့လမ်းစာဖြစ်သွားစေတာပါတဲ့ဒါကြောင့်နာရီအိမ်တွေမှာအမွှေးနှံသားတွေအလွန်အကျွံသုံးတာကိုအထူးသတိထားကြဖို့ကိုကြီးကသတိပေးလိုက်ပြစေဒါတွေကပုံမြင်တန်တာတွေလို့ယုံနှန်းစကားတွေလိုမျိုးထင်ရပေမဲ့တကယ်တမ်းကြုံတွေ့ရသူတွေအတွက်တော့နောင်နာရချိန်တောင်မရနိုင်တော့အောင်ကိုကြောက်စရာကောင်းလာပါတယ်ပြိတ္တတူရောညတကောင်မှာဒါတွေရဲ့တခုခုကိုမတိပဲလုံးမိလို့ထူးဆန်းတာတွေကြုံကြဘူးပါသလားကိုမမဝင်ရောက်ဆွေးနွေးခဲ့အောင်နော်လိုက်ကလို့လေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ချပါနဲ့ကိုရဲ့အစီအစဉ်လေးကိုနှစ်သက်တယ်ဆိုရင် subscribe လေးလုပ်ထားပေးကြပါနော်နောက်ဗီဒီယိုမှာလည်းဒီထက်ပိုပြီးလူမတိသေးတဲ့အမောင်လောကရဲ့လျှို့ဝှက်ချက်တွေကိုထပ်ပြီးတင်ဆက်ပြီးထားအောင်ပါအားလုံးပဲဘေးအန္တရာယ်ကင်းတဲ့ညတညဖြစ်ကြပါစေခင်ဗျာ